အားလုံးပဲ good morning ပါအေးရနိုးနိုးချင်းမှာဒီစပစ်တီနဲ့လှုပ်ထားတဲ့ cider vinegar လေးကိုတောက်ပါမယ်သူ့ကိုတောက်ပြီးနိုင်ဝက်လောက်နေမှမနက်စာစားပါမယ်ပေါ့နော်သူကကောင်းကျိုးတွေရှိတယ်လို့ဆိုးကျိုးလည်းရှိပါတယ်သူရဲ့တောက်ပုံတောက်နည်းကတော့သူတစားရေငါးစားရောပြီးတော့တောက်ရပါမယ်ဆိုးကျိုးကတော့အစာအိမ်ယောဂရှိတတ်တဲ့သူတွေအတွက်ကတော့မတောက်သင့်ပါဘူး။ပိုင်းအောင်ပိုင်းနာတတ်တဲ့သူတွေအတွက်လည်းမတောက်သင့်ပါဘူး။ကောင်းကျိုးကတော့သူတောက်လို့ရှိရင်အသားရည်လာတယ်လို့သိရတဲ့အတွက်ဆန်းပြီးတော့တောက်ကြည့်ပါမယ်။တောက်ကြည့်ပြီးလို့ကောင်းမကောင်းကိုပြန်ပြီးတော့ review လေးပေးပါမယ်။ပြီးရင်သွားတိုင်းမျက်နှာသစ် morning skincare routine လုပ်ပြီးမနေ့စာစားဖို့လုပ်ပါမယ်။ဒီနေ့ကပေးရလေးဖြစ်တဲ့အတွက်ကောင်းလျှော်ပါမယ်။ကောင်းမလျှော်ခင်မှာမနက်ကို hair tonic လေးနဲ့စပင်ကိုနှက်ထားပါမယ်။စပင်အဖျားတွေကိုတော့စပင်စီလေးနဲ့နှက်ထားပါမယ်။မနေ့စာစားနေတဲ့အချိန်မှာ2 နာရီလောက်တေချာလေးနှက်ပြီးတော့မှရေချိုးကောင်းလျှော်ပါမယ်။စပင်အဖျားတွေကကလိုရင်းတွေထိထားတော့အဖျား2 ခွဖြစ်ချင်ပါတယ်။စီလေးနဲ့နှက်ထားပြီးတော့မှကောင်းလျှော်လို့ရှိရင်တက်တာတယ်ပေါ့နော်။မနေ့စာမစားခင်မှာမနေ့ကလျှော်ထားတဲ့ uniform တွေကိုလမ်းပါမယ်ပြီးတော့လို့ရှိရင်တော့အိမ်ကြီးဝတ်တဲ့အင်ကြီးလေးတွေကိုလျှော်ထားလိုက်ပါမယ်မနေ့စာလေးကိုတော့ပပ coffee နဲ့မုတ်ပဲစားထားလိုက်ပါမယ်ဂျပန်ရောက်စားတဲ့ကကိုက coffee crazy ဖြစ်တဲ့အတွက် coffee တွေကိုတစ်မျိုးပြီးတစ်မျိုးလှည့်ဆန်းတောက်ကြည့်ပါတယ်ဒါပေမဲ့ကိုအချိုက်ဆုံးကတော့ဒီ plenty coffee လေးပဲဖြစ်ပါတယ်ပေါ့နော်ကိုကအရင်ခါရလည်းမကြိုက်တော့လေနေ့လည်စာအတွက်ပြင်ဆင်ပါမယ်ဒီနေ့ကဝက်လက်စီပြန်ဟင်းလေးစားခြင်းလို့ဝယ်ထားပါတယ်ဝယ်ထားတဲ့ဝက်လက်လေးတွေကိုတေချာရေစီးကြောတန့်စင်ပါမယ်မွေးနုလေးတွေပါတဲ့အတွက်အမွေနုလေးတွေကိုတတိချာပြောင်းစင်သွားတဲ့အထိကိုစေးပါမယ်စီကြောထားတဲ့ဝက်လက်လေးတွေကိုအချိုမုတ်စာစနွေးနဲ့တေချာလေးနေပါမယ်ဝက်ချတောက်လေးခဏနှက်ထားတော့မှရေချိုးကန်လျှော်လိုက်ပါမယ်ချက်သွန်ပြူချက်သွန်နီချင်းနဲ့ငရုတ်သီးကိုတေချာသမအောင်ထောင်းပြီးတော့စီမွေးတက်ပါမယ်စီမွေးတက်ထားတဲ့ငရုတ်သီးလေးတွေကိုဝက်လက်လေးတွေထည့်ပါမယ်ဝက်လက်လေးတွေနဲ့အကုန်သမအောင်9 မိနစ်လောက်မွေးပြီးလို့ရှိရင်ဒီတိုင်းတန်ချက်လိုက်လို့ရှိရင်အရင်မာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်အိုးလေးနဲ့နိုင်ဝက်လောက်ပေါင်ထားပါမယ်ဝက်လက်လေးတွေကအရင်နူးရင်လည်းတိတ်စားမကောင်းတဲ့အတွက်ကြောင့်မလို့ခဏပဲပေါင်ပြီးတော့မှတဲဦးနဲ့ပြန်ပြီးတော့ချက်လိုက်ပါမယ်အခုဆိုရင်အနေတော်နဲ့ထုတ်လေးနဲ့စားလို့အရင်ကောင်းတဲ့ဝက်လက်ဟင်းလေးရပါပြီ။ဆုံးထိကြည့်ပေးကျေးဇူးအများကြီးတင်ပါတယ်။ Bye bye